West Asia is at war. The United States အနောက်အာရှဒေသမှာစစ်ပွဲအပြင်းထန်ဖြစ်ပွားနေပါတယ်။ United States နဲ့ Israel တို့ကအီရန်ကိုအလုံးစုံစစ်ရေးတိုက်ခိုက်မှုစတင်လိုက်ကြပါပြီ။ Ballistic ဒုံးကျည်များကိုလိုက်ပစ်လွှတ်နေပြီးဒေသတဝန်းလုံးတွင်မိုးပြန်တိုင်းနေကြသည်။အိန္ဒိယအချိန်နေ့လေပိုင်းခန့်မှစတင်ကသတင်းများကဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။ Israel လေယာဉ်များသည်အီရန်မြို့တော်တဲရန်အတွင်းရှိရီမန်းချက်နေရာများကိုလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ထို့အပြင်အမေရိကန်စစ်ရေးရင်များမှာပြည်လယ်ထဲမှာတော်မဟော့ဒုံးကျည်များပစ်လွှတ်ကအီရန်စစ်ရေးပစ်မှတ်များကိုတိုက်ခိုက်ခဲ့သည်။ထို့အချိန်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဗီဒီယိုမင်ကွန်းတွေထုတ်ပြန်ခဲ့ပြီးသူတို့ရဲ့ဒုံးကျည်စနစ်တွေကိုဖျက်ဆီးပစ်မယ်ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကိုမြည်ညှိပစ်မယ်ဟုပြောကြားခဲ့သည်ထို့အပြင်တိုက်ခိုက်မှုပိုကြီးလာလေပြန်လည်တုံ့ပြန်မှုလေပိုကြီးလာမယ်ဟုသတိပေးခဲ့သည်အီရန်ဘက်ကလည်းတိုက်ခိုက်မှုကိုကြိုတင်မျှော်မှန်းနိုင်သည်နောက်ရည်အနေငယ်တွင်ပြန်လည်တုံ့ပြန်ခဲ့သည်သတင်းများအပြင်အီရန်တွင် ballistic ဒုံးကျည်3000ကျော်ရှိပြီးရန်သူပြည်မှများသို့လိုက်ပစ်ထွက်နေကြောင်းဆိုသည်အမေရိကန်သည် Israel Haifa စစ်ကန်အနီးတွင်စစ်ရေးရင်များတပ်ဆင်ထားသည့် Israel နှင့်ပူးပေါင်းကအီရန်မှပစ်လွှတ်သည့်ဒုံးကျည်များနှင့် drone များကိုလီထဲတွင်ပစ်ခတ်ဖျက်ဆီးနေကြပါသည်